ပါတွေကနေထောက်တော့ထွက်သွားလိုက်တော့ကွာရှင်မေကောင်းပြီလေခုကဒီအိမ်တော်ကြီးကိုမင်းဖေရဲ့ဂုံတိခါတော့ပဲထိမ့်သိမ့်ချခဲ့တာကောင်းယူပါလေမစ္စယိုမရီဒီနေ့ကစားပြီးမင်းလွတ်လပ်သွားပြီဒါပေမဲ့မထားပါသူတစ်ပါးရဲ့ဘဝကိုလှောင်ပြောင်တက်တဲ့သူတွေရဲ့အချိန်ကအရင်မြတ်ပြောင်းလဲတတ်တယ်လေဒီနေ့မင်းစာတက်လိုက်တဲ့အရာရဲ့အဆုံးသက်ကအရင်ကိုကြောက်စရာကောင်းလိမ့်မယ်စေအင်ဂျီရဲ့အပြင်ပလန်ပေါ်မှာတော့မူရီရွာပြီးလက်စီးတွေလန်နေပါလေသူရဆိုင်တဲ့ကထွက်လာချိန်မှာတော့သူမျက်နှာပေါ်မှာအားငယ်မှုဆိုတာအရှိအယောင်ကောင်းမရှိတော့ပဲအေးဆက်ပြတ်သွားတဲ့အမွေးအသက်တွေဖုံးလွှမ်းနေပါလေအဲ့ဒီအချိန်မှာပဲအနက်ရောက်မိဘကအတိတ်ချုပ်ချီတစီသူရှိမှလာရပါလေ